အားလုံးပဲမရပါကင်းခွက် channel ကနေပြီးတော့ပြန်လဲကြိုးလိုက်ပါတယ်ကြော်တီးလေးမှာတော့တာယူအတွက်တရေကားလေးတစ်ခုစလာအတရေကားလေးတော့ကြည့်မယ်ကြောက်တဲ့ရောဒီတရေကမကြည့်ရ Let's go man အားလုံးမင်္ဂလာပါကျွန်တော်လည်းခွန်စိုးရဲမှာပါခင်ဗျာ Top 5တရေကနေပြန်လဲကြိုးဆိုပါကဲဒီတော့တကားပိတ်မိပိတ်နေချက်တဲ့စီစဉ်စားလိုက်အောင်ခင်ဗျာဟုတ်ပြီဗျာတော့ဖိုင်နာနာပါပါလက်တာလို့ Number 1ဒီဗီဒီယိုထဲမှာ2016ခုနှစ်လောက်မှာ Jenny V စရိုက်မိခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်။ဗီဒီယိုထဲမှာ Jenny V မေးလို့ခေါ်တဲ့အမျိုးသမီးကသူမရဲ့သမီးကိုဗီဒီယိုရိုက်နေစဉ်ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုကင်မရာထဲမှာရိုက်ကူးမိခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ Jenny V ရဲ့သမီးလေးကတရရောက်နဲ့စကားပြောနေတဲ့ကြားလေးရှိတယ်ခင်ဗျာ။သူမကဘာမှမသိခဲ့ပါဘူး။တညမှာလည်းကလေးကတူတူကစားနေပြီးစကားတွေပြောနေတာပေါ့။ဒါပေမဲ့သူမမသိကားတာကြောင့်ဖုန်းရိုက်ပြီးကလေးကိုခေါ်ကဘယ်သူနဲ့စကားပြောနေရတယ်လို့သူမဘာမှအပူတွေမတွေးခဲ့ဘူးစိတ်ကူးတဲ့ငယ်ချင်းဆိုတိချာစိတ်ကူးတဲ့ငယ်ချင်းဆိုတာကိုတဲ့ဘေးနောက်မှာဘယ်သူမှမရှိရဲ့ဒါပကိုတဲ့ငယ်ချင်းနာမည်ဒါဘသူဆိုရအလုပ်တွေနဲ့စောရမယ်အဲ့ဒါစိတ်ကူးတဲ့ငယ်လေးကိုခေါ် Let's go ကြည့်ကြအဲ့လိုတော့မသိဘူးဗီဒီယိုကိုပြန်မကြည့်ရသေးခင်အထိပေါ့ဗျာဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါမှာသူမကြက်သိန်းတွေထားရပါတယ်ခင်ဗျာအိမ်မှာသူမတို့တာမင်းလေးယောက်ပဲရှိတယ်လို့ပြောခဲ့ပြီးဒါကတော့သူမရိုက်ကူးခဲ့တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်တို့ဒီအရာကိုလွတ်မသွားအောင်ကလေးရဲ့အနောက်ဘက်ကိုတေချာအာယုံစိုက်ကြည့်ကြပါခင်ဗျာLily, who are you playing with? တွေ့ What are you မဲ doing? ရောင်လေးဖြတ်သွား Lily, come here. ဟုတ်တယ်ဗျာမဲရောင်ဖြတ်သွားတွေ့ရတယ်ကောင်းရတွေ့ရအောင်ကျွန်တော်တွေ့တယ်တွေ့လိုက်တယ်မလားခင်ဗျာအရာတစ်ခုခုကဂျန်နီဗီရဲ့သမီးနဲ့အတူလမ်းချောင်းလာတာကိုဒီပြောစရာမလိုတော့အောင်ပဲဒီဗီဒီယိုကြောင့်ဒီမှာတော်တော်ကြောက်ရွံ့သွားခဲ့ရပါတယ်ခင်ဗျာဒီမှာမြင်လိုက်ရတဲ့အရာကဘာများလဲတချို့ကဒီအရာကကလေးရဲ့အရက်ဖြစ်နိုင်တယ်လို့ပြောကြပါတယ်ဒါပေမဲ့တေချာကြည့်ရင်ဒီအရာကကလေးတဲ့ပိုးပြီးအရက်မြင်တာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာနောက်ဒီကလေးကအမေဘက်ချိုးလိုက်ပြီမဲ့ဒီအရက်ကဆက်သွားနေတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာဂျန်နီဗီကလည်းဒါကကလေးရဲ့အရက်လုံးဝမဖြစ်နိုင်ဘူးလို့ပြောပါတယ်ခင်ဗျာဒီဗီဒီယိုကိုကြည့်ရှုသူတွေရတယ်ဂျန်နီဗီထင်တယ်လို့ပဲအဲ့ဒါကအရေးမဟုတ်ပဲတခြားအရာတစ်ခုခုဖြစ်မယ်လို့ယုံကြည်ကြတာများပါတယ်ခင်ဗျာအဲဆိုရင်ဒီအရာကဘာလဲပရိသတ်တို့ကဘာလို့ထင်လဲခင်ဗျာကိုဆုံးဖြတ်နိုင်ပါတယ်ခင်ဗျာ ဆက်တော့ပဲကျွန်တော် number 9ပိုလို့ခေါ်တဲ့ Reddit အသုံးပြုသူတယောက်ဟာအခုပြမဲ့တပ်ပေါ်ကိုသူကတင်ထားပြီးတပ်ပေါ်ကိုနွေရာသီတုန်းကသူ့ရဲ့ကလေးတွေအပြင်မှာကစားနေတော့အိမ်နီးချင်းတယောက်ကရိုက်ပြီးခဲ့တာဖြစ်တယ်လို့ရေးထားပါတယ်သူရိုက်နေခဲ့တဲ့တပ်ပေါ်ကတော့ဒါပါပဲခင်ဗျာ Oh my god what the fuck ဘာလို့ကောင်းရဘာလို့အဲ့ဒါရင်ကြည်လိုက်ရတဲ့တူတိုင်းတော်တော်လေးကိုထိတ်လန့်သွားခဲ့ကြပါတယ်ခင်ဗျာတခုတိဖို့လိုတာကအဲ့ဒီ Reddit အသုံးပြုသူကတင်းချမ်းတစ်ခု ထူးစမ်းနေအဲ့ Bluetooth နေခလေးရမမြင်အောင်ပြကောင်းရှိရနေပြီးတော့စောရပြအောင် ခုရဲ့ဘေးမှာနေထိုင်တာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီပုံကပိုပြီးကြောချမ်းစရာဖြစ်ပါတယ်။ပုံထဲကအရာကအဲ့ဒီတင်ကြိုင်မှာမြုံနှံခဲ့ရတဲ့လူတစ်ယောက်ယောက်ဖြစ်မဲ့လို့လူတွေကယုံကြည်ကြပါတယ်ခင်ဗျာ။အဲ့တော့ဒီပုံကတပုံကအတူလားအစ်စ်လားဆိုတာကိုပြန်ကြည့်ပြီးတော့ပြတ်တဲ့ဆုံးဖြတ်ကြပါခင်ဗျာ မဟုတ်လား ။နံပါတ်3ခုဗီဒီယိုထဲမှာတော့ညပိုင်းအလုပ်လုပ်နေတဲ့စတိုးဆိုင်ဝန်ထမ်းတယောက်ကစောက်စရာအဖြစ်အပျက်တစ်ခုကြုံတွေ့ခဲ့ရတာရိုက်ကူးခဲ့တဲ့ဖြစ်ပျက်ဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကို Martinez 215ဆိုတဲ့သူကိုစတိုးဆိုင်ပိုင်ရှင်ကပို့ပေးထားတာဖြစ်ပြီးတော့အဲ့ဒီစတိုးဆိုင်မှာထူးဆန်းတဲ့ဖြစ်ပျက်တွေဖြစ်လို့ရှိပါတယ်ခင်ဗျာဒါကပထမဖြစ်ခဲ့တဲ့အကြောင်းပဲပွဲလည်းမဟုတ်ပါဘူးခင်ဗျာဒါပေမဲ့ဒီတစ်ခုကတော့လုံးဝကြက်သိမ်းထားစရာအကောင်းဆုံးလို့ပြောလို့ရလိမ့်မယ်ခင်ဗျာကျွန်တော်တို့ကြည့်လိုက်အောင်ခင်ဗျာ ဒါအိမ်ပေါ့နော်အိမ်ကိုမှပစ္စည်းထုတ်အားလုံးဆွဲငါကြောက်နေတဲ့အပေါ်အလုပ်ကြီးဒီမင်းကလေးကိုအရာတစ်ခုခုကလာပြီးဆွဲသွားပြီးကြောက်လန့်တီးထားမိတာအဲ့ပေါ်အလုပ်ကလောက်ရတာမဟုတ်အဲ့ပေါ်အလုပ်ကလည်းထူးဆန်းနေပေါ့နော်သူ့အလုပ်ပဲဒါနဲ့အဲ့ပေါ်အလုပ်ကသူထူးဆန်း
အဲ့အလောက်ကဘာလို့အပေါ်မှာထားဟာအဲ့လောက်အပေါ်မှာထားရင်တရေရဝင်ဘူးနိုင်ချင်ပူများလို့ဝင်ပူမြမြဘူးနိုင်တယ်အဲ့ဒီအဲ့လောက်ကြီးရဲ့ကြောက် ။အော်လို့လားကြားရပါတယ်။မန်နေဂျာကပွားကြည့်တော့ဘာမှမရှိပြန်ပါဘူးခင်ဗျာ။စတိုးဆိုင်ပိုင်းရှင်တဲ့အဖြစ်ပြက်ကြောင့်တော့ခေါင်းရှုပ်ခဲ့ပြီးတော့အဲ့ဒီဆိုင်မှာအရင်ကလေးကထူးဆန်းခဲ့တဲ့အဖြစ်တွေဖြစ်လေရှိတယ်။ဟောကြည့်ရှုပြီးတွေကတော့အခု case တွေ့ရအဲ့လောက်ကိုပြောတာတွေ့လိုက်လားနော် bro ကျွန်တော်ပြောတယ်မအဲ့လောက်ကဝင်ဘူး ဒီစားအကောင်းဆုံးတဲ့ကောင်နဲ့ပတ်သက်နေတယ်လို့ယုံကြည်ကြပါခင်ဗျာပရိသတ်တို့ကဒီနေရာမှာရှိရင်ဘာလို့ဖြစ်မှာလဲဗီဒီယိုကတကယ်ပဲတဘာဝတော့ဖြစ်ရကိုရိုက်ကူးခဲ့တာလားဒါမှမဟုတ်ပါနော် effect တွေနဲ့သုံးပြီးတော့ဖန်တီးထားတဲ့စက်တက်တစ်ခုလားဆိုတာပရိသတ်တို့စဉ်းစားမိတာကို comment ထဲမှာဝင်မလိုက်ကြပါခင်ဗျာ ဖတ်တော့ number 4ဒီဗီဒီယိုကတော့ Volcata လို့ခေါ်တဲ့ပါကစ္စတန်နိုင်ငံမှာတရေတစီရှာဖွေရေး YouTuber တွေရိုက်မိခဲ့တဲ့ကြောက်မဲ့ဖွယ်ဗီဒီယိုတစ်ခုဖြစ်ပါတယ်ခင်ဗျာသူတို့ကတညမှာတော့အရန်ကိုတရေ6တဲ့တော့အိမ်တစ်ခုကိုတွားရောက်လေ့လာဖို့အဖွဲ့လိုက်ရောက်လာခဲ့ပါတယ်ခင်ဗျာအစကတော့ဘာမှတူတူရှာမရှိခဲ့ပါဘူးဒါပေမဲ့သူတို့လေ့လာနေတဲ့အခန်းတစ်ခုထဲမှာထူးဆန်းတဲ့အတန်တွေသူတို့စတင်ကြားလာခဲ့ပါတယ် अंदर से आवाजें बड़ी अजीब से आ रही हैं जैसे कोई बच्चे हो गए क्या है हाँ इस रूम से तो नहीं ना अभी तक कुछ हुआ पता नहीं इस रूम में क्या आवाज आ रही है ये ရှမ်းနဲ့အစကားပြောတယ်ထွက်နေ bro तो देखिए तो जैसे बड़ी बोली थीเนี่ยတွားကြောက်ရခရလာ सुंदर हाथ देखिए यार ကိုညောကိုညော အိမ်နာလေ ये है क्या बात हाथ चेक करें अंदर ही यार မဖြစ်တော့ဘူးနော်တရားဝင် क्या कौन कुछ बैठा हुआ है यार शायद ये मोबाइल पे रिकॉर्ड हुआ है ပထမဆုံးအထဲကိုဝင်သွားတဲ့တယောက်ကတခုခုကိုတွေးလိုက်တယ်လို့အလန့်တကြီးអော်လိုက်ပါတယ်ခင်ဗျာဒီကောင်ရဲ့ဖုန်းကိုကြီးလိုက်တဲ့အခါဒါတွေကိုတွေးလိုက်ပါတယ်ခင်ဗျာ ဟုတ်တယ်အဲ့ဒါ သူကလည်းစိတ်ကိုအခမ်းအနားထားပြီးတော့အခန်းထဲကိုဝင်လေ့လာဖို့ဆုံးဖြတ်လိုက်ကြပါတယ်ခင်ဗျာ भी नहीं है यार इसी में बैठी हुई थी इसी में बिल्कुल इसी में ကို छोटा सा था उसका करा दिया है ऐसे ऐसे नीचे बैठी है ना ဒါကြီးပဲ ရုပ်ရည်သူတို့နောက်တကားကြီးကစောင့်ပိတ်သွားပြီးအရာတစ်ခုခုကသူတို့ကိုပိတ်ခံဖို့ကြိုးစားနေတယ်လို့ပဲခင်ဗျာဒါပေမဲ့ဒါနဲ့တည်းမပြီးသေးဘူးခင်ဗျာစက်ကြည့်လိုက်ရအောင်ခင်ဗျာ यार ဖိတ်လိုက်ရင်ခွင့်ရမှာ တွေ့ရအောင်ဝိုင်းလို့ यार उस कॉर्नर में वहाँ से जो जगह भी थी အေးဒီက मैं गया दरवाजा यार जी हड्डी में लगी है မင်းတော့ဆက်ရှိ လီလာတော်တဲ့ရောက်ကိုအရာတစ်ခုကဂျန်တန်းစွာတကားနဲ့တိုက်ပြစ်လိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဗီဒီယိုကိုပြန်ကြည့်လိုက်မှကြောချမ်းစရာကိုတွေ့လိုက်ရပါတယ်ခင်ဗျာတကားကိုမြူလိုအရာတစ်ခုကစောင်းဖွင့်လိုက်တာကိုအခန်းပြင်မှာတွေ့ရပါတယ်ဒီအရာကြောင့်သူတို့လည်းရလိုက်ကြဖို့ဆုံးဖြတ်လိုက်ပါတယ်တို့တကယ်ပဲဒီအိမ်မှာတရေကိုရိုက်မိခဲ့တာလားတို့တို့တေချာပြန်ကြည့်ပြီး တော့ တော့ အိမ်နိုင် ဆုံးဖြ ပါ တ် ပဲ လိုက် ခံရရ နံပါတ်
ငါဒီဗီဒီယိုကတော့အရန်ထိတ်လန့်စရာကောင်းတဲ့ဗီဒီယိုတစ်ခုပဲခင်ဗျာဒီဗီဒီယိုကို Siberia ER လို့ခေါ်တဲ့ YouTube channel ကတင်ခဲ့တာဖြစ်ပြီးတော့ဗီဒီယိုထဲမှာအမျိုးသမီးတူကသူမအိမ်မှာထူးဆန်းပြည့်ရဲ့လွန်ခဏဖြစ်နေတာကြောင့်ဗီဒီယိုထားရိုက်လိုက်တာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ခင်ဗျာ ကျွန်တော်တစ်ခါကြည့်ခဲ့တယ်ထွက်ပြီးမှာပါနော်ဒီနေ့ဒီမတက်တီတော့မရှိတော့ဘူးအော်ပြေးပြေးထားတာတိုင်းပြလို့ထားတိုင်းပြတိုက်ခိုင်းကုန်ရအိမ်နဲ့ပြတာအိမ်ရဲ့ကျင်းနဲ့အနေနဲ့အဲ့တူနီရဲ့တိုက်ခံမှာအိမ်ထဲမှာတူနီရဲ့တိုက်ခံအဲ့ရုပ်တရားပေါ့ တွေ့တူနီရဲ့တိုက်ခံဟိုမှာတူနီရဲ့တိုက်ခံမြတူနီရဲ့တိုက်ခံနေမှာတူဟိုဟာဖြစ်နေအဲ့တူနီရဲ့တိုက်ခံနေကိုကျွန်တော်ဘယ်ကိုပြောရတူနီရဲ့တိုက်ခံတူနီရဲ့တိုက်ခံမှာဒီအိမ်တခုရဲ့အဲ့ဒီမှာကတယောက်ကတေးသွားတာအဲ့ခံနဲ့တေးပြီးအဲ့ယူတော့မြောက်နှက်ခံရတာဖြစ်ပုံညာပေါ့နော်အဲ့ဒါအဲ့မိမိကရွှေလျားလာပြီမိဖို့ဆောင်မရှိတဲ့ဗီဒီယိုတွေကလည်းသူ့ဟာသူအကုန်ဖွင့်လာပြီအတန်တွေတစ်ခုပြီးတစ်ခုကြားလာပါတယ်ခင်ဗျာဒီမှာလည်းအရန်ကြောက်လန့်တာကြောင့်ထွက်သွားဖို့အနောက်လဲလိုက်တဲ့အချိန်မှာဗီဒီယိုတွေစောက်ပြီးအတန်ကိုကြားလိုက်ရပြီမိကလည်းတူပိတ်သွားပြန်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မလို့သူမပြန်လဲကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီအခန်းတောင်မှာဒူးဆန်မဲနဲ့တဲ့အကြောင်းနဲ့ပွဲအရာတစ်ခုသူ့ကိုစိုက်ကြည့်လာတာကိုတွေ့လိုက်ရပြီဗီဒီယိုကဆုံးသွားပါတယ်ခင်ဗျာဒီဗီဒီယိုဘာဆက်ဖြစ်လဲဆိုတော့ကျွန်တော်လည်းသိမသိပါဘူးတော်တော်လေးကိုထိလန့်စရာပါပဲခင်ဗျာဟုတ်လားမဟုတ်လားဆိုတာကတော့ကျွန်တော်လည်းပြတ်တူကိုပဲအလိုက်ပါမယ်ခင်ဗျာအားလုံးမင်္ဂလာဒီကိုဇော်လဲနိုင်ဝဲကျွန်တော် school page မှာ bro ကိုဇော်နိုင်ရဲ့ channel ကို subscribe ရည်လုပ်ပြီးတော့ပြန်ခက်ကြည့်ပါအဲ့တူရဲ့တရေစေတင်တဲ့ဗီဒီယိုပေါ့နော်ကျွန်တော် channel ကိုလည်း subscribe နဲ့ပြန်ခက်ကြည့်ဖို့မြတ်ရခံပါတယ်အဲ့လိုပဲ bye bye